solution အခုကလက်မကြတော့ကြီးရယ်လေနော်ကြီးတဲ့ခါကျတော့ဆေးကိုကွန့်ကိုချင့်ချင်ယူနော်ဆိုင်နော်လက်မကြ area ကြီးတဲ့ခါကျငါတို့လက်ကိုချင့်ချင်ယူမယ်အခုပြောသလိုပဲတူကကြတော့ဒီလက်တဲ့အရင်နားမှာကျတော့ဒီကနေလာမယ်နည်းနည်းခြံထားမယ် safe distance နည်းနည်းခြံမယ်နော်အရင်ကနေကတ်မဆွဲဘူးဒီမှာစုပ်တန်တေးသေးလေးနဲ့သွားမယ်ဒီမှာဖြန့်တယ်ခါငယ်ပုံစံလေးသွားမယ်အရင်ဆုံးနော်ခါငယ်ပုံစံလေးဒီဘက်ကနေလာမယ်ဒီဘက်ကိုလာမယ်ဒီဘက်ကိုလာမယ်မှာခါငယ်ပုံစံလေးရင်လာတယ်တဝက်လောက်ရောက်ပြီဆိုတာနဲ့ပါဆောက်ပုံပြောင်းမယ်ဒီမှာနော်တဝက်လောက်ရောက်ရင်ပါဆောက်ပုံပြောင်းမယ်နော်ပါဆောက်ပုံလေးပြောင်းပြီးမှဒီမှာသူ့အနေနဲ့သူဒီနေရာရောက်ပြီဆိုတာနဲ့ရက်လိုက်တော့နည်းနည်းမတည်းနဲ့စောင်းနေမိရအောင်ပါနော်ဒီလားဘာဖြစ်လို့ဆိုတော့ဒီကနေဒီလိုပဲလာတဲ့ခါကြလို့ရှိရင်အစနေအဆုံးထိကိုဂါးငယ်ဒီလိုပဲလောက်တဲ့ခါကျစီးတွေကဒီမှာပုံလာပြီဟုတ်တယ်မလားစီးတွေကပုံလာတဲ့ခါကျဒီနားမှာအပုံရောက်တဲ့ခါကျတော့ဟိုဖြစ်သွားပြီလက်ဒီလက်ဖြားရဲ့ထိတ်မှကျစီးကအတုံးလိုက်ကြီးပုံကြီးဖြစ်သွားပြီအမားတို့ကအဲ့ဒါကြောင့်မို့ဒီအရင်နာကနေဒီနားလေးထိလာတဲ့တဝက်လောက်ထိကိုဂါးငယ်ပုံသွားပြီးမှဒီတဝက်ကနေရောက်လို့ရှိရင်ဒီလိုမျိုးပဆောက်ပုံသွားလိုက်တဲ့ခါကျတော့ဒီနားမှာပဲအခုစီးအပုံလိုက်ကြီးမဖြစ်တော့ဘူးတွေ့လားခုနကနဲ့တခြားစီပဲဖြစ်သွားရင်တော့ဒါဆိုလို့ရှိရင်ချောချောလေးလည်းဖြစ်တယ်ပြောင်ပြောင်လေးပဲတခါတည်းပဲအရင်ကြီးစရာမလိုတော့ကြည့်လိုက်အခုတခါလေးလောက်တာတော့မညီနေပြီမြင်လားအဲ့ဒါဆိုလို့ရှိရင်အမတို့ကအရင်နားလေးတွေကိုစုပ်တန်သေးသေးလေးနဲ့ပြန်ဖြည့်ပြီးမှအလဲမှာတော့နည်းနည်းခြိုက်နေဘာဖြစ်လို့လဲဆိုတော့ဂါးငယ်ပုံနဲ့ပါဆောက်ပုံနဲ့ဆက်ထားတဲ့နေရာမှာဒီအလဲမှာဆက်ရဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ခြိုက်နေဒါပေမဲ့သူ့ရဲ့အလင်းပြန်တဲ့အရာကိုကြည့်လိုက်တွေ့လားဖြောင်းဖြောင်းကလေးပဲဒီနားလေးမှာပဲနည်းနည်းခြိုက်နေတာအဲ့ဒီအတွက်ကြောင့်မို့ငါတို့ကလက်ကိုဇောက်ထိုးလုပ်လိုက်တဲ့ခါကျလို့ရှိရင်အရည်တွေကကျဲပြီးမှဒီနေရာမှာလာဆုလို့ရှိရင်ဖောင်းခြိုက်နေတဲ့နေရာအလိုလိုပြည့်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အမတို့ကအခုထောင်းလေးတွေကိုဒီမှာလူနေတဲ့နေရာတွေကိုစုပ်တန်လေးနဲ့စိတ်ရှည်ရှည်လေးအသားကိုလုံးဝနဲ့ထူနေတယ်သွားမယ်ဟိုဘာလေးအုပ်တယ်မခတ်ဘူးနော်ပစ္စည်းအဓိကဒီကကောင်းရမယ်နော်တုံးတဲ့ over လေးအုပ်တဲ့ gel ပြည့်ရင် stretcher gel လို့လည်းခေါ်တယ် builder gel လို့လည်းခေါ်တယ်အရေးပေါ့နော်လုံးဝပြစ်ကလေးနဲ့မပူတဲ့ဟာဖြစ်ရမယ်နော်နှမဟုတ်လို့ရှိရင်တော့မင်းတို့လောက်ရအရန်ခတ်တယ်နော်ကြဲဖြစ်ပြီးမှလိုက်ဖမ်းနေရမှာအဲ့အရေးကိုပဲလေဟိုဘက်စီမကြအောင်ဒီဘက်စီမကြအောင်ဒါပြီးတော့အခုတုံးတဲ့ကတက်နဲ့ဂါးငယ်နဲ့ပါဆောက်စမရှိဘူးအခုရက်ပြီးကိုလာပြီးဒီစီကြနေတဲ့ဟာကိုဖြန့်ချမယ်အရင်သားလေးကိုဖြန့်ချမယ်ဘေးကိုရှင်းရှင်းလင်းလင်းမြင်ရအောင်လို့ဒီရဲ့လက်မလေးကိုဒီလိုမျိုးလေးဖိလိုက်နော်ဖိပြီးမှရှင်းရှင်းလေးမြင်ရပြီဆိုတော့ဒီလေးလာမယ်ဟုတ်ပြီနော်ပြီးတော့ဒီမှာတခါတည်းစုပ်တန်လေးနဲ့ဖြီးပြီးမှသွားမယ်ဒီမှာအရင်သားလေးမှာနော်နောက်တစ်ချက်ကလက်သေးတန့်ရှင်းရေး cleansing step အရန်ရေးကြီးရယ်နော်ဒါက cleansing ကိုအချိန်အကြာကြီးပေးမတိတိချာချာလေးဆက်တင်နေနော်ဟို manicure ပါပေါ့ Russian manicure ပေါ့ခေါ်တာပေါ့နော်ဆက်တင်နေတိတိချာချာတိုက်ထားလို့ဒါလည်းလက်ကဒီလိုမျိုးတန့်တန့်ရှင်းရှင်းလေးဖြစ်နေတာလက်မအောင်နောက်ဆုံးမှလုပ်အမြဲတမ်းဘာလို့ဆိုလက်မကျတော့စောင်းနေတဲ့ခါကျတော့ကျန်တဲ့ဟာတွေအရင်လုပ်ပြီးမှနောက်ဆုံး over လေးဖြစ်လို့ရှိရင်လက်သေးဆိုးတာပဲဖြစ်ဖြစ်နောက်ဆုံးမှပဲလုပ်နော်ကဲအဲဆိုလို့ရှိရင်တော့အခုလောလောဆယ်ညှိပြီးသွားပြီအလဲမှာဒီခြိုက်နေတဲ့ဟာကိုဖြည့်မယ်အပေါ်ကနေစေးထက်ယူမှထပ်မဖြည့်နဲ့ဆက်ယူမှဖြည့်လိုက်တဲ့ခါကျအပေါ်မှာပုံလိုက်တဲ့ခါကျဘေးတွေကလည်းစီးကြပြီးမှလက်မပေါ်ရောက်မှအဲ့အတွက်ကြောင့်မို့လက်မကိုဒီလိုဇောက်ထိုးလုပ်လိုက်တော့ဇောက်ထိုးလုပ်လိုက်တဲ့ခါကျတော့ဒီဘက်ဘေးအနာသားလေးကစီးတွေကဟိုဘက်အသားပေါ်စီးကြစရာအကြောင်းရင်းမရှိတော့ဘူးเนาะစီးကြစရာအကြောင်းရင်းမရှိတော့ဘဲနဲ့ဒီအလဲမှာခြိုက်နေတဲ့နေရာဆေးတွေအကုန်လုံးကအလဲမှာလာစုမှာဒါကိုထပ်ပေါ့ခြိုက်နေတဲ့နေရာကိုဒီနေရာမှာဆေးလေးနည်းနည်းယူမယ်ဆေးနည်းနည်းယူပြီးလို့ရှိရင်ဒီနေရာမှာခြိုက်နေနေအောင်ဆေးလေးနည်းနည်းဖြည့်ပြီးမှအမဟိုဘက်နဲ့ဒီဘက်ကိုပြန်ဆက်ပေးမယ်ပေါ်ကနေရနော်ဟိုဘက်ကနေဆက်မယ်ဒီဘက်ကိုဆက်မယ်အနီကဒီရလက်လေးချောင်းအောင်ပေါ့နော်နေထားလာလာလေးဟာရမရောအမေမအခုဆက်ပြီးွားပြီဆိုတာနဲ့အမတို့ကလက်ကိုကြည့်မယ်ခေနာလေးမှာဒီဘက်ဆိုရှင်မှာကြည့်ခြိုက်နေတွေ့လားဒီဘက်အဲဆိုလို့ရှင်ဟိုဘက်ကိုနည်းနည်းစီးကြအောင်လက်ကိုနည်းနည်းဆောင်းမယ်နော်အခုအကုန်လုံးဖြည့်သွားပြီကြိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ဟိုဘက်ကိုနည်းနည်းဆောင်းနေဒီဘက်ကိုနည်းနည်းများနေဆိုဟိုဘက်ကိုလက်ကလေးကိုဆောင်းမယ်ဒီဘက်ကိုနည်းနည်းဖြစ်နေဆိုဒီလိုပဲစီးကြပြီးမှပဲစောင်းပြီးမှကိုလိုချင်တဲ့အနေထားအလဲမှာဖြည့်ပြီးမှနော်အလဲမှာမဖြည့်ပဲနဲ့အဲ့လိုမျိုးသွားလို့ရှိရင်အလဲကအချိုက်ညာခြိုက်နေမှာပဲအဲ့အတွက်ကြောင့်မို့အခုအမတို့သွားမယ်ညီလားမညီလားကိုဘယ်လိုကြည့်မလဲဒီရဲ့မီးထိုးလိုက်တဲ့အချိန်မှာအလင်းပြန်တဲ့အချိန်မှာသူ့ရဲ့ဒီနားမှာအလင်းပြန်တဲ့အရာလေးတွေ့လားအလင်းပြန်တဲ့အရာလေးခြိုက်နေတယ်ကောက်နေတယ်ကွေးနေတယ်ဆိုလို့ရှိရင်အဲ့ဒါဆောင်းတယ်နော်ဒီကမချိုက်ဘူးမကောက်ဘူးမကွေးဘူးဆိုလို့ရှိရင်သူကဖြောင်းလေးထွက်တယ်ဒါဆိုလို့ရှိရင်အခုကြည့်လိုက်မယ်အကုန်လုံးတကယ်နည်းနည်းပပပေရွာခဲ့ပြီးရှိတော့မီးမတင်ခင်မှာအကုန်ဖြောင်းမယ်အခုဒီဘက်ဘေးကနေကြည့်လိုက်တော့လဲတိလားသူ့ရဲ့အလင်းပြန်တဲ့အရာလေးဖြောင်းလေးဒီမှာဆိုစီးကြသွားပြီဖောင်းသွားပြီမြင်လားအဲ့ဆိုဒီဘက်ကိုပြန်ပို့ဒီဘက်ကိုနည်းနည်းပြန်ပို့နော်အဲ့လိုမျိုးကိုလိုချင်တဲ့အနေထားရောက်ပြီ
ဟိုကလည်းမဖြစ်တော့ဘူးဆိုလို့ရှိရင်တော့မီးကင်လိုက်တော့နော်မီးကင်တယ်ဆိုလို့ရှိရင်လည်းခုနပြောမှာဒီထားဆိုအရန်လှနေပြီဟုတ်တယ်နော်ဘေးတွေအကုန်လုံးညှိနေပြီဆိုတော့အမတို့ကဒီဘက်ဘေးကိုမီးကင်မယ်နော်ဒီဘက်ဘေးကိုမီးကင်မယ်ဒီဘက်ဘေးကိုမီးကင်မယ်ဒါပြင်ဒီအရင်နေမီးကင်မယ်ဘာဖြစ်လို့လဲဆိုစီးမကြတော့အောင်လို့အရင်ဆုံးပတ်လေအကုန်လုံးကိုမီးကင်မယ်နော်မမအကုန်လုံးပတ်လေအကုန်မီးကင်မယ်ပြီးမှအလဲကိုကင်မယ်မီးကအတန်ပိတ်လာအောင်သူ့အတန်ဖုန်းဝင်လာလားဟုတ်လားဖုန်းဝင်အဲ့ဒါဆိုလို့ရှိရင်ဒီဟာတွေအကုန်လုံးကိုပတ်လေအကုန်လုံးကိုမီးကင်မယ်အကယ်၍မီးညက်နဲ့ညက်မယ်ဆိုလို့ရှိရင်ဘယ်အချိန်ဒီမှာညက်ရမလဲဆိုလို့ရှိရင်အမတို့ကဒီဘက်ဘေးနဲ့ဖက်ကိုမီးကင်လိုက်တယ်မလားလက်ကကားနဲ့သူ့ရဲ့လက်ကလုံးဝလှုပ်ရှားမလို့ဘူးဘာမှဘာဖြစ်လို့လဲဆိုတော့လက်အိမ်ငါကြတော့ခုံကလေးနဲ့ပုံစံကြတဲ့လက်တဲ့အိမ်ဖြစ်တဲ့အတွက်ကြောင့်မို့ညက်သုံးစရာမလိုဘူးအဲ့အတွက်ကြောင့်မို့အကယ်၍ညက်သုံးရမယ်လက်ဆိုရင်ဘယ်အနေထားမှာသုံးရမလဲဆိုရင်ဒီဘက်ဘေးကိုမီးကင်လိုက်တယ်ဒီဘက်ဘေးကိုမီးကင်လိုက်တယ်အဲ့ချိန်ကျတော့အပေါ်ရန်လေးကနည်းနည်းခဲသွားပြီအရင်လေးကိုမီးကင်လိုက်တယ်ဒီပတ်လေတွေကိုမီးကင်ပြီးသွားပြီဆိုတဲ့အခါကျမှမီးမကင်မဲနဲ့တော့ညက်လိုက်လို့ရှင်အရင်ကြီးတွေကဒီမှာသူအပြားလိုက်ကြီးဖြစ်သွားမှာလေအရင်ဦးဆုံးမီးကိုကင်မယ်ဒီဘက်ဘေးတွေကင်မယ်ဒီဘက်ဘေးတွေကင်မယ်တချောင်းကင်နဲ့ခဏကင်လိုက်တဲ့အခါကျလို့ရှင်သူကအရန်ပျော့လဲမပျော့သေးဘူးအရန်လဲမမာတဲ့အနေထားတစ်ခုဖြစ်သွားလိမ့်မယ်အဲ့ဒီအချိန်ကြာတဲ့အခါကျမှသူ့ရဲ့လက်သေးအိမ်ကိုဒီနားလေးကနေညက်ပြီးမှခုံလေးဖြစ်အောင်လုပ်မယ်ပြီးသွားတဲ့အခါကျမှဒီမှာတချောင်းကင်နော်ဒီတချောင်းကင်မီးအားနဲ့နဲနေပြီနော်မီးအားနဲ့နဲကောင်းတဲ့တချောင်းကင်လေးနဲ့အကုန်လုံးကိုပြီးတော့မယ်နော်ဒီလေးလည်းဒီမှာအခုနည်းနည်းကိုလိုချင်တဲ့အနေထားလေးကိုညက်ပြီးမှသွားတော့မယ်နော်အဲဆိုလို့ရှိရင်ရပြီဆိုတဲ့ခါကျမှမတို့ကဒီညတွေလက်တင်နဲ့ပုံပြင်ရမယ်ဒီဘက်ကနည်းနည်းလေးကဖြစ်နေဒါပေမဲ့ဒီတိုင်းလေးဆက်မပြေပါဘူးစက်ကြီးထဲမှာအခုဒါဆိုရင်ထားအောင်ကြည့်လိုက်အကုန်လုံး over လေးအုပ်ပြီးသွားပြီမီးကနည်းနည်းဆွဲရှင်းလားမီးကရိုက်ပြီလားเนาะအရန်လှနေပြီမှာမန်နီကျူကိုလည်းရုရှားမန်နီကျူကိုလည်းတေးတေးချက်ချာလေးလှုပ်ထားပေးတယ်ဒီမှာဒါ over လေးအကုန်လုံးမှာပြောင်းလေးမှာခုံကလေးနဲ့ကြည့်လိုက်เนาะအကုန်လုံးအရန်ကိုသူကဒါဆိုဘာမှပြစ်ပြောစရာမရှိတော့ဘူးเนาะလက်မဆိုလည်းကြည့်လိုက်အကုန်လုံးခုံကလေးနဲ့ဒီမှာလှနေပြီတွေ့လားဒီမှာအလင်းပြန်တဲ့နေရာကိုဘယ်လိုကြည့်ရလဲဆိုတော့ဒီမှာအလင်းပြန်နေမြင်လားမသိဘူးเนาะတွေ့လားအမအလင်းပြန်နေတဲ့နေရာအဲ့အလင်းပြန်တဲ့နေရာလေးကဒီပုံစံနေထားဖြစ်ရမယ်ချိုက်နေတယ်ကောက်နေတယ်ကွေးနေတယ်ဆိုလို့ရှိရင်အဲ့ဒါလက်သေးအိမ်ကဟိုမဖြစ်တော့ဘူးမလှနေဘူးအခုကြည့်လိုက်အလင်းပြန်တဲ့ပုံလေးတွေတွေ့လားအလင်းပြန်တဲ့ဆိုဒီမှာကြည့်ခုံကလေးနဲ့လှလေးတွေနော်ဒီမှာအလင်းပြန်တဲ့ဖြူလေးဖြစ်နေရလေဗီဒီယိုဖိုင်ထဲမှာနော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါကလှတဲ့လက်သေးဖြစ်နေပြီနှမို့လို့ရှိရင်လိန်နေတယ်ကောက်နေတယ်ကွေးနေတယ်ဆိုလို့ရှိရင်အဲ့ဒီအလင်းပြန်တဲ့နေရာဒီလိုပုံစံမဖြစ်ဘဲနဲ့ကောက်ကွေးဖြစ်နေမှာအခုဒါလောက်သွားပြီဆိုတာ over လေးအုပ်တယ်လုံးဝအချိန်တော့ကြာတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကအမတို့ကကြတော့အချိန်ပေးရတယ်အဲ့တော့တခါတည်းပြောရမယ်အချိန်ပေးရမယ်ဒါတွေကအဲ့လောက်ဟိုကမမြန်ဘူးဘာဖြစ်လို့ဆိုတော့ Russian manicure ကလည်းဆက်ကလေးနဲ့တိတ်ချာပြအောင်လုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့အချိန်ပေးရတာလည်းကြာတယ်ဒီ over လေးအုပ်ရတာလည်းစိတ်ရှိလေးနဲ့လုပ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့အရန်ကြာတယ်အဲ့ဒါဆိုလို့ရှိရင်သူကကဲအဲ့ဒီပုံမှာမှပြန်ပြီးမှအမတို့ကဘာတွေဆိုးမှလဲဒီဇိုင်းတွေလက်သေးဘယ်လိုတွေလုပ်မလဲဆိုတဲ့ဟာပေါ့နော်ပြန်ဆက်လုပ်မယ်လက်သေးပုံတွင်းတဲ့ခါကျလို့ရှိရင် over လေးမအုပ်ခင်မှာအရင်ပုံတွင်းထားနော် over လေးမအုပ်ခင်မှာ4000လားအဝိုင်းလားအချွန်လားဘဲဥလားတခါတည်းပုံတွင်းထားစိတ်ကြိုက်ပုံတွင်းထားပြီးပြီဆိုမှ over လေးကိုအုပ်ဒါဆိုရင်အခုဘာမှဆက်လက်ထပ်တုံးစရာမလိုတက်တာတစည်းလက်ထပ်တုံးစရာမလိုပြန်ညှိစရာလည်းမလိုဘူးဘာမှခိုင်စေးတွေ rainforest gel တွေလည်းအပေါ်ကနေထပ်ပြီးမှထပ်အုပ်စရာမလိုတော့ပြီးသွားပြီဟုတ်ပြီနော် okay ဆိုရက်လိုက်တော့ solution